မဘာလို့ကဲဒီဘက်နဲ့ချစ်ပဲတကြမ်းနဲ့မှရှစ်ပဲ165သိန်း165သိန်းကျွန်တော်အစီအစဉ်လေးတစ်ခုရှိပါတယ်။ဘာများပါလဲ။ကျွန်တော်မိုးရဒီမှာဆရာပွဲတလားတောင်းနားပေးမယ်လို့ပြောတယ်။ဟုတ်ကဲ့။အဲ့ချိန်ကျရင်ကျွန်တော်ရွှေဆိုင်ဖွင့်မှာဖြစ်ပါတယ်။ရွှေဆိုင်ဖွင့်တယ်ဆိုအပေါ်လက်ခံလား။မခံဘူးပေါ့ကိုတကယ်လို့လာပုံမှာဆိုလို့ဟုတ်ကဲ့အပေါ်တော့လက်မခံဘူး။မကြီးသေးမဲ့နဲ့တော်တော်တိုက်ယူအောင်ပါ။ခဏခဏလိုက်တဲ့လည်းလုံးများတယ်။အော်ပလေးနဲ့ဟန်ဂျင်းပလေးနဲ့ဟန်ဂျင်းနဲ့လက်စွပ်လေးပြီးတယ်တီတီကျေးဇူးတင်ပါတယ်။နောက်ကိုကြားစကားပြောတယ်။ဟုတ်ကဲ့သူ့ဘာတွေလဲကြောက်သူဘာလို့သူမျက်နှာတွေဘာလို့ပြန်လာဟုတ်စတာသူစပင်းဆိုလဲကြည့်တော့မဒီလုံးမိုက်တယ်စားရတာချင်းရတယ်နော်ညီမလေးလည်းကြားရနေပြီးတော့ဘာရင်မဟုတ်ဘူးကိုကိုရစေချင်တဲ့စိတ်နဲ့ဟုတ်တယ်သူတို့တရက်ဓမြတိုက်ရတယ်ဟောဘလို့လဲမဟုတ်ပါဘူးတဆိုင်မိုးဖန်နေဟုတ်တယ်အပင်မခံပြီးတော့နော်ပစ္စည်းတွေဝယ်ပေးကိုစိတ်ကိုစားပြီးတော့ဟုတ်တယ်ဘာဖြစ်လဲမတန်းကြအတန်ကမနှမ်းလေးတန်နဲ့အဲ့ရည်နေဒါကလကူရည်နေတာမသိဘူးသာထွေစူးစမ်းမှုကြောင့်အောင်မြင်လာခြင်းအတွက်ဂုဏ်ပြုလက်ဆောင်ပါတဲ့ကျမ်းမာရေးယူဆိုင်ပါတဲ့တီတဲ့ P3 24K မီလီယံအကောင့်တစ်ချက်ရှစ်ပဲဘယ်လိုတစ်ချက်ရှစ်သေးလဲတစ်ချက်ရှစ်ပဲပါဟုတ်တယ်လေဟုတ်တယ်လေအဲ့ဒါပြောရတယ်တစ်ချက်ရှစ်ပဲမင်းနာကိုမြက်ကမှန်တက်ရတော့မှာအော်လိုက်ကဆိုရင်အပါအတွက်နဲ့မင်းငယ်အတွက်ကြည့်ကြတယ်မှာလေဟုတ်ကဲ့ကျေးဇူးပါဒီမှာစာလေးကကျန်နေလို့ပါဘာလဲတော့နေမျိုးအောင်ကျေးဇူးပါကယ်ရီမီကျန်ပြောမှလည်းမင်းစိတ်ထဲမှာညနေကလည်းကျွန်တော်တို့ state မီအတန်အတွက်စုတော်ငွေချ2သိန်းရပါသေးတယ်ဟုတ်ကဲ့ဟေးဟုတ်ကဲ့ကျေးဇူးပါအောင်ဖြိုးမင်းတဲ့ရဲ့ပြည်ချိုးတဲ့ရှိလာပါပြီ rice fan group မှာ DY ဖွဲ့သားများအတွက်2သိန်းကျပ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟိုးတိန်လွာလာတူကျွန်တော်အမတော့တော့မပြေမနဲ့လှုပ်ရှာတယ်အခုလိုပုံစံလေးကြည့်လိုက်တော့ mobile လေးနဲ့ချန်ငယ်နဲ့တော့သွားတူတယ်ကျင့်လို့ကြတာဗောသဘောကျရဲ့လားတဲ့မနေ့ကဘာနဲ့ပါထွက်တယ်ဗောလေတိန်တော်လာတူနော်ဟုတ်တယ်ဒါလေးနဲ့ထွက်ရမှာဟုတ်တယ်အမတို့ဘာလို့နောက်ကျနေလဲမောင်လေးစောင့်နေတာနေ့လေလားဟိုသူဒီနေ့မှပြင်လာမလို့လေအဲ့အမထူးတယ်နော်အဲ့လိုမှချန်စီကိုခတ်ထားတယ်မနေ့ကအဲ့တိန်တော်လာတူလေးဟိုဦးဆိုင်ပေါ်ထွက်ပြီးသွားပြီဟုတ်တယ်အဲ့ထွက်လိုက်မနေ့ကဆိုကြတယ်လေးအစင်ပြီးသွားပြီကွက်တီပဲဒီနေ့ကိုယ်တကယ်ထွက်လိုက်ပါလားဒီထွက်မှာလို့တိန်တော်ဒီစနေထွက်မှာလားဟုတ်ပါဟုတ်ကဲ့လားဒီမှာကျေးဇူးတင်ပါတယ်ဒါကျွန်တော်တို့ကလာစမဲစမိုင်းဘကနေဝန်ဆောင်မှုပေးထားတာပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီမှာလေးဒီရှေ့အမွေစင်ကြီးဘယ်မှာညက်တာဟာကျွန်တော်မအဲ့လိုစားတယ်နောက်ကမလာရဲဘူးပေါ်လို့ဖြစ်တယ်ပြောနေတယ်ပထမညလည်းလာကျင်လာတယ်ကိုတကယ်ကြောက်လို့မလာရဲဘူးဟုတ်တယ်ရောက်ရှိဒါရှမ်းရောက်ကညီမလေးဟုတ်ကဲ့ဒါလေးကျေးဇူးများတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ပေါ်တဲ့အမမိုက်ကမလာဘူးမိုက်နဲ့ပြောပွဲတွေဆက်နေရောတဲ့ကျမ်းမာရေးယူဆိုင်ပါတော့ဘိုးတဲ့အဝေးကနေအများအားပေးနေပါတယ်ရှမ်းမြောက်ကညီမလေးကပေးတယ်လို့ပြောပြပါ။ဩရှမ်းမြောက်ကညီသိပါလေပွဲတိုင်းသူအများနဲ့လက်ဆောင်ရေးပေးနေ။နေရာတည်တည်ရနေတော့ချင်းနေပါလေမောရလို့လေဂျာရီကနေပြီးတော့ဒီအလုပ်သဘောရမှုကလည်းစေတနာပေါ်ပါနဲ့လုပ်ထားရဆိုတော့ကျွန်တော်တို့သိတာအတွက်ကျေးဇူးတင်ပါတယ်ဝမ်းမြောက်ပါတယ်ကျေးဇူး။ဟောချန်လေးရလားယူမှာပေါ့ကိုတကယ်တော့မပါဘူး။ဒါမင်းပဲဖြစ်သွားပြီကြာ။အဲ့တော့ခဏတော့ပေးလိုက်ပါဆိုင်မို့ပေးလိုက်ကိုရမလားရှိရ။ဝေါးလာလိုက်တယ်ဒီပန်းကြီးပုံစံမျိုးလေးမှတ်မိတယ်ပထမကပေးသေးတယ်ဟုတ်တယ်ဟိုပြီးတော့မှာအရင်က happy မှာပေးခဲ့တဲ့တီတီပါတဲ့နော်ဖုန်းထဲမှာလည်းအမှားစာလေးတွေအေးဆေးဖတ်ပေးပါတဲ့နောက်ထပ် surprise box တစ်ခုပါသေးတယ်နော်အခုမဖတ်လဲရပါတယ်တဲ့အေးဆေးမှဖတ်ပြီးပါတော့နော်ပစ္စည်းလေးတွေစိုက်ဆောင်းမတက်ချင်လို့ပါလက်သားကဘယ်လိုဆောင်းလေးလာချက်ခိုင်းနေလဲအတန်းစားလေးပါတဲ့အတန်းစီကလည်း10သိန်းပါတဲ့အရင်တစ်ခါလေး10သိန်းပေါ့နော်ဟော10သိန်း crystal ပစိုးလေးစောက်တဲ့နေ့ကိုတဲ့တင်လာပေးဟန်တချင်းလေးဆိုပြီးတော့တောင်းဆိုပါတယ်တဲ့ဟော crystal ပစိုးလေးဝတ်တဲ့နေ့ကိုဆိုင်မိုးလေးမိုးကျေးဇူးပါအားဆိုပေးထားတာကျေးဇူးပါအဲ့လိုစာနေဖတ်မှာများလို့အဲ့လိုပစ္စည်းတွေတင်းရမှာတော့မဲသားမကလာပဲ
အမေတော့မပြောဘူးဒါတွေရတော့ ဘာဖြစ်လဲတော့ ခွာမှန်တော်တော်လှုပ်ရှုပ်ကုန် ကျေးဇူးပါပေးရတယ်ဒီမှာစာလေးကကျန်နေသေးလို့ ဟာလေတော့ နေမျိုးပြောပါမယ် ကောင်းကောင်းပြောမင်းအမေဟုတ်ပြီနောက်တဲ့ ကျွန်တော်တယောက်တည်းဝမ်းမသာခြင်းအားလုံးလည်းဝမ်းသာအောင်ခြင်းဖုန်းနေရတယ် ကိုလိုဝုန်းမယ် မဖွင့် လေခဏလေးလေအခုချင်းဆော့ထုတ်မယ်ဟာအဲ့အမိုက်တွေရှုပ်တာကွာ ဟောအဲ့ဒါ မိုက်မဟုတ်ဘူးက ဒါလုံကြီးဖဲလေးကရောခိုင်ရပြီရော ဟောဒီကလေ ဘေးနှရှင်မရဘူး ဒါလေးလေ I like this 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 this is I like this this is I like this no oh I like this no တဖက်မချ oh I like this အကုန်ကြိုက်နေတော့လား oh I like this သူမကြိုက်တော့ဘာရှိဘူး oh I like this ဟမ် oh ကိုတခဲတော့ရော ပေါ်တာကို မင်းမဖိုက်စားလို့သူ ဟင်ဘာမှမလဲဟောစာလေးပါလေတားရည်တဲ့အဲ့ဒီမှာရေးထားတယ်စာရေးထားတယ်ဟုတ်တယ်လေ ဘယ်ဒုတိယလမ်းကျော်လာအောင်မလားစာဖတ်ဟုတ်လို့လားဒါပြီဟိုအေး အကျုပ်ကလေးနဲ့ဆိုတော့ဒါ တေချာဖို့အဲ့ဒါမျက်မှန်ပဲ ဟိုး ဒီကိုကြည့်လိုက်ပေါ့ ဘာလို့ထကြွားခံ ဒါကကျွန်တော်ကိုရီးယားနေဝယ်လာတာပေါ့နော်ကျွန်တော်မဟုတ်ပါဘူးသူဝယ်ပေးတာပြောတာ ကိုရီးယား ဘယ်ကနေရိုက်ပါလဲ ဘယ်ကနေရိုက်ပါလဲ ကိုရလာတယ်သူတို့မမြင်ရတော့ဘူး ဆောင်းမရဟိုတက်တော့မတက်သေးဘူးမိုက်တွေတဲ့ ဒီမလေးနဲ့ချစ်စရာလေးဒီမလေးနဲ့ချစ်စရာကောင်းလိုက်တာအဲ့လိုချစ်လိုက်စကောင်းနဲ့ပြလိုက်တာ မင်းတို့ နိုင်မှာ ဒီရိုက်ကြတယ်အဆိုင်လေးစားဖမ်းမယ်နော်ရဒါလေးယူပေးတယ် โอเค ကျေးဇူးများတင်ပါတယ်ဒီမှာ โอเค ဒီလာကြလေးနဲ့ကျွန်တော်မတ်တရားတစ်ချင်းလေးတစ်ပုတ်ဆိုမယ် โอเค ဟုတ်ပါ လာကြလေးလည်းပါအောင်လို့ကျွန်တော်စားသားလေးထဲမှာလှလေးပါတယ် โอเคပါပါတယ်စာသားလေးနဲ့ လာပါရဲ့စာသား ဒါပါလို့စာသားဆိုတော့နေကမျက်မှန် ကိုလမ်းမို့ ဒီကကြီးလို့ဘာလဲလို့ ကိုလမ်းမို့ဆိုတာပင်စီလို့မြည်ရပါတယ်မမကျေးဇူးများတင်ပါတယ်လာပါလို့အချမ်းကြီးရလားအဲ့ဒါမေးလေးနည်းနည်းများပါရပြော ကြံသေးတယ် ကန်တော့တယောက်ကန်တော့ကြံသေးတယ်တော်တော်ဝင်းကျေးဇူးများတင်ပါတယ် တော်ဝင်းနဲ့ အခုဖတ်လိုက်တော့ညီမဖတ်နေမမဖတ်နေကြတွေ့ရတော့ဝမ်းသာပါတယ်မင်းသားရေးတယ်မင်းသားကို TikTok ကနေပဲအားပေးနေပို့စတွေများနေလို့ကျမ်းမာရေးကုတေးဆိုင်ဒီထဲမှာကအောင်မြင်ပါစလို့အဝေးကနေဆူတောင်းပေးလိုက်ပါမြေထောင်အားပေးနေပါအခွင့်အရေးကြုံလို့ဆိုမင်းသားလေးဖို့လူကလေးလာအောင်အားပေးကြပါတယ်မတ်တွယ်ဝင်းအိုမမဒန်ဒါမဖြစ်ရဘူး ဒီတော်ဝင်းရတော့လည်းငါခက်ဆမ်းမရမလားဘူးလားမသိ ဟုတ်တယ်မမဖတ်တယ်ကျွန်တော်မြောင်ဖတ်လိုက်မယ်ပေးပါလေပေးဒါပြီးနောက် အဲ့ဒါမှဆိုမင်းသားလေးဆက်ရမို့တဲ့မုံတိုင်းကိုဖျက်ကျော်ပြီးမှတက်တက်ကိုမြင်ရတယ်လို့ပဲကရကရာဒီဘွားတွေရဲ့အောင်မြင်မှုတိုင်းမှာအတိုက်ခိုက်ဆိုတာအမြဲထွန်းနေတဲ့လမ်းကျန်းလေးပန်းနိုင်ကလှလေးဖို့ရှုံကြည်ချက်ကိုမလျှော်ပြီးခေါ်အားတွေအပြည့်နဲ့ရှိစက်လေးအမရင်းရဖြုတ်ပြီး အမိုင်လေးပြီးတော့သူတို့အမိုင်လေးပြီးတော့ ဟောတာနေကြစစ် thank you ပါနေကြမလေးတို့အမြဲတောက်ပါနေပြီနော် ကျေးဇူးတင်ပါတယ် မမလည်းကျွန်တော်တို့အမြဲတောက်ပါနေပြီပါ โอเค ဟာအမှားသာပေးလိုက်တယ်မထဲဝိတုစာကိုသူပို့ပေးလိုက်တယ်မှန်တယ် ဟောအလား ဟုတ်ကဲ့ အဲ့ဒါလေးလား အမတရားလေး 1 2 3 4 1 2 3 4 မင်းတို့ item လုပ်မနေနဲ့မင်းတို့မပါဘူး ဟောအေးအဲ့ဒါငါတို့ item မလုပ်ဘူး ကျင်းရိုက်တယ်တဲမှာ ကျေးဇူးများတင်ပါလေ မောင်လေးဆက်ပြပြလိုက်မနော် အေးတခါတည်း အိမ်ကျမဆုံးတယ်နော် ဟိုအင်းသားမှာဆုံးနေတယ်ဆက်ပါလေခုလိုပေးပါလေ ဒါလေးကံပြီးလာရတရားစီကံပြီးလာ ဒါပါ ဒီမောင်ပဲကံခိုင်းတာထဲထဲမှာတော့ခနဲ့ ဒီလေးကတော့လွတ်လိုက်ပါလားရွှေကောင်းကံကြမရှိအဲ့ဒါငင်းကံခိုင်းလာလိုက်ဘာလို့ရွှေရွှေရဟာတော့ကြက်သားနဲ့ရွှေပဲဟုတ်တယ်တစ်ဖက်လုံးကိုရွှေတော်တော်များနေပါပြီစိတ် ဟောစိတ်နိုင်မမြင်မှာဆိုလို့ စိတ်နိုင်စိတ်ရင်တို့စိတ်ကြည်သည့်စိတ်ငက အားလုံးပဲစလေးတူဆုံးမယ်ညမလေး let's go ကြောင်မာလေးကနာဂမမခံနဲ့ဆွေခွန်တွေ့တာဝင်းယူမနေ့မနေ့ဆိုဟန်နေကိုညာလေးအိမ်လုံးဖြစ်ပြီးမတော်တော့ပါငါမထားသေးခင်ငါရဲ့မပိမဝိုင်းဒီပပတူဝေးဝေးနာ dress so
whiskey ရခဏခဏတော့တယ်ငါပိုင်ငယ်ဘူးတဲ့အိမ်မလာရဲ့ပလင်းကြီးတဲ့နှလုံးပဲ Fixing out a busy, saving out a busy, ain't they out a busy? Team way, ain't got quilly, and you're out on. Tell her, kiss out of me. Ain't my tamaliga, now I'm climbing. Check out the tower, you. Never there, so go you living, go now living. Ain't gonna keep me without a fire. Chói rồi vui à bà là mày ăn rồi say chói Mene so koyu lere koya lere ai mo pipi twa ba namata degi na yin de prema wai ni papa tu we we nga twe so na myo cha la dan de mu me a whiskey rekna kana ta de nga pai ye bu re ai ma nya ye please de lo me Malinga, Lam Kaime, Chukota Tawu, Mene so Mandurogo, a Sako Trader, a busy a day 3 hours, nothing in Ure, Amen. Ainga Quilla, a Tamalila, we need a comment. Ainga Quilla, Tamalila, maybe a comment. Simon, Nile, Matilo Mida, oh, Lapa at the Chinso. Pengyama Lapa like that. Alessandro, I like Suji. Pero ba daw ni chui mui le inga khuli Pemala. khuli le Kubla lady, Pemala. ba ba cho khâu